မင်္ဂလာပါရှင်လာရိပ်ပြရဲ့ healthy recipes အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ကျန်းမာရေးထမင်းချက်နည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်အရင်ဆုံးဆန်ကိုရေမြမြနဲ့လက်နှစ်ဖက်နဲ့ပုတ်ပြီး၄ထပ်၅ထပ်ဆေးပါမယ်တညလုံးရေစိမ်ထားရပါမယ်အနည်းဆုံး12နာရီကြာရေစိမ်ရမှာဖြစ်ပါတယ်ဆန်ထဲမှာရှိတဲ့အာဆင်းနစ်တွေရေမှာပြုံဝင်ပြီးထွက်သွားပါလိမ့်မယ်နောက်တနေ့မနက်မှာညကစိမ်ထားတဲ့ရေအကုန်လုံးကိုအကုန်စင်သွန်ထုတ်ရပါမယ်။စံတစကိုအနည်းဆုံးရေ9ဆထည့်ရပါမယ်။ပိုရင်လည်းရပါတယ်။ရေထည့်ပြီးတော့ရေငှဲ့ပြီးတော့ချက်ရပါမယ်။ရေးကြီးတဲ့အချက်ကထမင်းဥစတဲကလေးကစံနို့စီဘူးတပူးကိုရှာလကာရီလက်ဖက်စားစွန်း2စွန်းနှုံထည့်ရပါမယ်။ရှာလကာရီတဲကအက်စစ်တက်ကစံရဲ့ကစီဓာတ် molecules တွေကိုပုံမသိငယ်တဲ့အပိုင်းတွေအဖြစ်ခွဲထုတ်ပြီးဖွဲ့စည်းပုံပြောင်းစေပါတယ်။ဆန်သားကိုပုံမနူးညံ့စေပြီးတော့ဘက်တီးရီးယားတွေပေါက်ပွားမှုကိုဟန့်တားပေးတဲ့အတွက်ထမင်းကိုပိုပြီးကြာရှည်ခံစေပါတယ်။ထမင်းကျရင်ထမင်းကိုအေးခံပြီးတော့စတီးဘူးနဲ့ထည့်ပါမယ်။ရေခဲသစ်သားအောက်ထပ်မှာတညသိမ်းရပါမယ်။ရေခဲသစ်သားရဲ့အေးဓာတ်ကထမင်းတွေကို retrogradation ဖြစ်စဉ်ဖြစ်စေပြီးတော့ resistant starch အဖြစ်အသွင်ပြောင်းသွားပါလိမ့်မယ်။စားခဏီးမှာရေခဲတက်တာတွေကနေထုတ်ယူပြီးရေနှင်းငွေးနဲ့15မိနစ်ခန့်အပူပေးလိုက်ရင်ကျမကြီးထမင်းရပါပြီရှင်။ရိုးရိုးထမင်းဖြူကကယ်လိုရီပါဝင်မှုများပြီးအမြင့်တက်နေလို့အစာကြီးလွယ်ကဥသိမ်းထဲမှာတင်ဂလူးကို့စ်လိုမျိုးရိုးရှင်းတဲ့တကြားအဖြစ်အပြည့်အဝခြေဖြတ်ခံရပြီးဥသိမ်းနံရံတွေးကြောတွေကနေစုပ်ယူခံရပါတယ်။ဒါအပြင်သွေးတွင်းတကြားတက်ကိုမြင်မြန်စွာမြင့်တက်စေပြီးအမျိုးအစားနှစ်စီးချိုယောဂဖြစ်နိုင်ကြီးကိုတိုးမြင့်စေပါတယ်။သွေးတိုးပါမယ်သွေးတွင်းအဆီဓာတ် triglyceride တွေကိုလည်းမြင့်မာစေပြီးခါးတွေတုပ်လာနိုင်ပါတယ်ဆန်ထဲကအာဆင်းနစ်ကိုလည်းဖယ်ရှားမယ်ထမင်းဖြူကို fiber လိုမျိုးအစာကြေမလွယ်တဲ့ resistant starch တွေအဖြစ်ပြောင်းလဲလိုက်မယ်ဆိုရင်ကစီဓာတ်တွေအများကြီးလျော့သွားပြီးစီးချိုအတွက်လည်းစိတ်မပူရတော့ဘူးပေါ့ကျမကြီးထမင်းကအစာကြေမလွယ်တဲ့အတွက်ကြောင့်မို့လို့ရိုးရိုးထမင်းဖြူလို့ဥသိမ်းမှာအန်ဇိုင်းတွေနဲ့မချေဖြတ်ဘဲနဲ့ဥမာကြီးတဲကိုရောက်မှသာဥတဲကအကျိုးပြုဘက်တီးရီးယားတွေက resistant starch တွေကိုအချင်ဖောက်ပြီးဥကျန်းမာရေးအတွက်အရန်အရေးပါတယ် short chain fatty acids တွေကိုထုတ်ပေးပါတယ်ဒါအပြင် resistant starch တွေကဥလန်းကြောင်းတစ်လျှောက်မှာရှိတဲ့အကျိုးပြုဘက်တီးရီးယား probiotic တွေအတွက်အာဟာရပြုနိုင်တဲ့ prebiotic အဖြစ်ပြုမှုပါသေးတယ်resistant starch တွေကဥမာကြီးကိုရောက်မှသာအစာချေဖြတ်ခံရတာမို့လို့ဥသိမ်းကတကြားတက်ဆုပ်ယူဖို့မရနိုင်တဲ့အတွက်တွေးသွင်းတကြားတက်ကိုလည်းမြင့်တက်ခြင်းမဖြစ်စေပါဘူး။ဒါကြောင့်ရိုးရိုးထမင်းဖြူအစားကျန်းမာရေးထမင်းကိုသာစားသင့်ပါတယ်။ဒီဗီဒီယိုလေးကိုအစဆုံးကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ကျန်းမာရေးအတွက်တင့်လျော်တဲ့ချင်းချက်နည်းလေးတွေကိုမျှဝေပေးမှာအောင်မှာမို့လို့လာရိပ်ပြကို follow လေးလုပ်ပေးခဲ့ကြပါအောင်ရှင်။